ကဲအခုကတော့ကျွန်တော်တို့1 Friday fight 150မှာဆိုရင်တော့ကျွန်တော်တို့ဒါ short D ပေါ့နော် short D ကိုကျွန်တော်တို့မြန်မာ fighter ပေါ့နော်ချင်း fighter လေးကျွန်တော်တို့ slide tag ကိုချိန်ကတော့အမှတ်နဲ့ရှုံးနေသွားခဲ့ပြီဖြစ်ပါတယ်။ရောအားလုံးပဲမင်္ဂလာပါကိုတို့ channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ဒီကနေ့ညမှာရှင်မြိုင်ကစားသွားခဲ့တဲ့ကျွန်တော်တို့ဒါ1 Friday fight 150မှာဆိုရင်တော့ကျွန်တော်မြန်မာ fighter ကျွန်တော်တို့ slide tag ကိုချိန်ကတော့ကျွန်တော်တို့ short D ကိုတော့သူ့အနေနဲ့ထိုင်းဖိုက်တာပေါ့နော်ထိုင်းဖိုက်တာချော်တီကိုတို့ဒါအမှတ်ဆုံးဖြတ်ချက်နဲ့ရှုံးနေခဲ့ရဖြစ်တယ်ဆိုတော့ပထမပွဲကြီးဒုတိယပွဲကြီးမှာကျွန်တော်တို့ဒါဖိုင်းတန်ကိုရှိတကယ်လေးကိုကောင်းတယ်ဗျသူ့ရဲ့အနေထားကဘယ်လောက်ထိကောင်းလဲဆိုရင်ကျွန်တော်တို့ချော်တီကိုဘယ်လိုရမလဲနောက်တောင်ကျသွားတဲ့အထိကိုထိုးနိုင်ခဲ့တယ်တိုက်စစ်လေတကယ်ကိုမြန်တာကျွန်တော်မြင်ရတယ်ဒါပေမဲ့လည်းသူ့ရဲ့အားနည်းချက်တွေထိုးတာထိုးတယ်မထိဘူးပေါ့နော်ကျွန်တော်ဒါပြောရမယ်ဆိုရင်ဘယ်လိုရမလဲဘလို့ပဲလုပ်လို့အရာမထင်နေထားမျိုးဖြစ်သွားခဲ့တယ်စကားအများကြီးပြောပြီးတန်ဖိုးရှိတဲ့စကားမပြောနိုင်ခဲ့တယ်လို့ပဲslide tag ချိန်ကလည်းထိုးတယ်ထိုးပေမဲ့သူ့ရဲ့အမှတ်ရနိုင်တဲ့အထိုးချက်တွေမဟုတ်ဘဲနဲ့ထိချက်တွေကလွဲချော်နေကြကျွန်တော်အများကြီးမြင်ရတယ်ဆိုတော့ပထမတော့တကယ်ကောင်းတယ်တောက်လျှောက်ထိုးချက်တွေကောင်းတယ်ဒါပေမဲ့ချော်လေးကို not downတခါချလိုက်ပြီးနောက်ပိုင်းသူကစိတ်တွေအရန်လောပြီးတော့ထပ်ပြီးတော့တိုက်စစ်တွေဖွင့်နေတောက်လျှောက်ထိုးတဲ့အနေထားမျိုးမှာဒီသူ့ရဲ့ဟာကွက်တွေအားနေချက်တွေအများကြီးပေါ်လာခဲ့ပြီးတော့သူ့ရဲ့ punch တွေကတကယ်အလုံးမဖြစ်တော့ဘဲနဲ့ကျွန်တော်ဒါချော်ဒီဘက်ကနေပြီးတော့ပြန်ပြီး knock down ရယူနိုင်သွားခဲ့တယ်ဒီချော်ဒီရဲ့ဒါချော်ဒီနဲ့ဒီ slide tag ရှင်တဲ့ပွဲမှာဆိုရင်ဒါချော်ဒီကတကယ်ကိုဝါရင်ကစားသမားတယောက်ပြီးသူ့ရဲ့အတွေ့အကြုံနဲ့ကိုတကယ်ကိုဒါကစား viewer တွေတေချာစနစ်တကျချပြီးတော့ပြန်ကစားသွားနိုင်ခဲ့တာလေကျွန်တော်ဒါ slide tag ကိုရှင်ရှုံးနေဖို့အတွက်ဖြစ်သွားစေခဲ့တယ်ကဲဆိုတော့ပွဲပြီးဆုံးချိန်မှာတော့ရမတ်ကကျွန်တော်ဒါဒိုင်သုံးလုံးကနေပြီးတော့ animate decision နဲ့ကျွန်တော်တို့ short D ကိုအနိုင်ပေးတယ်အနိုင်ပေးပြီးတော့ဒီပွဲစဉ်ကိုကျွန်တော်တို့အဆုံးသတ်သွားခဲ့တယ်ဆိုတော့ဒီပွဲစဉ်အနိုင်ရလိုက်တဲ့အတွက်ကျွန်တော်ဒါ sorry ကတော့နှစ်ပွဲဆက်အနိုင်ပွဲရရှိသွားပြီကျွန်တော်ဒါ slide tag ကိုရှင်ကတော့ကျွန်တော်ဒါသုံးပွဲထိုးတယ်နှစ်ပွဲရှုံးတစ်ပွဲနိုင်ဆိုရဲရလက်ကြီးနဲ့ဆက်ပြီးတော့ဒါရှင်မင်ကစားသွားတော့မှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခေါက်ဒါကျွန်တော် slide tag ကိုရှင်တွေ့ရမယ်ဘလို့တိုင်ဘက်ကဘလော့ကောင်းနဲ့ပြိုင်ဘက်ဖြစ်မလဲဆိုတာကိုပရိသတ်တွေကဆက်လိုက်ပြီးတော့စောင့်မျှော်ကြည့်ရှုပါကျွန်တော်ပြီးခဲ့တဲ့1 Friday fight 149မှာဆိုလဲကျွန်တော်ဒါမြန်မာ fighter ကျွန်တော်ထန်းစင်ပေါ့နော်ကျွန်တော်တို့နာမည်ပြောင်းထန်းစင်လို့ပေးထားတဲ့တန့်စင်ကလည်းကျွန်တော်ဒါရှုံးနေသွားခဲ့တဲ့အနေအထားမျိုးဖြစ်တဲ့အတွက်လက်ရှိလက်တလုံးမှာပြီးခဲ့တဲ့ရှေ့ကပွဲစဉ်တွေမှာဆိုလဲကျော်စော်ဝင်းကလည်းရှုံးနေစွန်ရက်ကလည်းရှုံးနေမြန်မာဖိုင်တာတွေတောက်လျှောက်ရှုံးနေတဲ့အနေအထားမျိုးမှာကျွန်တော်တို့အဖက်ဆယ်ပေးခဲ့တာဆိုလို့ချင်းဖိုင်တာလေးတော့ဒါအောက်ချင်းလေးခေါ်ပေါ့နော်ဟာလိန်ဝန်တယောက်ပဲရှိတယ်အောက်ချင်းလေးကိုဟာလိန်ကတော့ဘယ်လိုပြောမလဲတကယ်ကောင်းတဲ့လက်စွမ်းနဲ့အနိုင်ရယူပြခဲ့ပြီးတော့လက်ရှိလက်တလောအခြေအနေမှာမြန်မာဖိုက်တာတွေထဲမှာသူတယောက်ပဲအနိုင်ရရှိထားတာကျွန်တော်မြင်ရတယ်ကဲဟုတ်ပြီအဲ့တော့နောက်တစ်ပတ်ပွဲစဉ်တွေမှာလည်းမြန်မာဖိုက်တာဒီဘယ်လိုမျိုးမြန်မာဖိုက်တာတွေအနိုင်ရယူသွားမလဲဆိုတော့ကျွန်တော်ဆက်လက်ပြီးစောင့်ကြည့်သွားမှာဖြစ်ပါတယ်ကျေးဇူးထူးပဲတင်ရှိပါဗျ